မင်္ဂလာပါအားလုံးဒီနေ့မှာကျွန်တော်တို့ပတ်ဝန်းကျင်က digital ကဘာကိုတိတ်လေးပုံဖော်နေတဲ့အရာတစ်ခုအကြောင်းပြောကြမယ်ဒါဟာတင်းရဲ့အကြံပြုသချင်းစီးရင်တွေကနေနိုင်ငံရေးကြော်ညာတွေ chef အဖြေတွေထိအရာအားလုံးမှာလက်ရတွေပါဝင်နေတဲ့အရာတစ်ခုပါအဲ့ဒီအရာကတော့လူမှုမီဒီယာ data တွေကိုအသုံးပြုပြီးအထူးအယောင်ဉာဏ်ရည်စနစ်တွေကိုလေ့ကျင့်သုံးသပ်တဲ့လုပ်ငန်းစဉ်ပါပဲဒီနေ့မှာတော့ကျွန်တော်တို့အချိန်အခါတစ်ခုမှာအရန်အစွမ်းထက်တဲ့ mad ချက်လိုလူမှုမီဒီယာအခြေပြုရဲ့လေ့ကျင့်မှုအကြောင်းနက်နက်ရှိုင်းရှိုင်းဝင်ရောက်လေ့လာသွားမှာပါဒါဟာဘာလဲဘာကြောင့်အရေးကြီးလဲအရေးကြီးဆုံးကတော့ဒီအကြောင်းကိုကျွန်တော်တို့ဘာလုပ်တင်လဲဆိုတာကိုခွဲခြမ်းစိတ်ခါသွားမှာပါဒါဆိုလူမှုမီဒီယာအခြေပြုရဲ့လေ့ကျင့်မှုဆိုတာတကယ်တမ်းပါလဲလူမှုမီဒီယာအခြေပြုရဲ့လေ့ကျင့်မှုဆိုတာကတော့ Facebook, Twitter, Instagram, Reddit တို့လို platform တွေမိဘအဖွဲ့ဝင် forum တွေထိပါဝင်တဲ့နေရာတွေကအသုံးပြုသူတွေဖန်တီးတဲ့အကြောင်းအရာတွေ post တွေ tweet တွေစာတမ်းထိုးတွေတပ်ပုံတွေစသဖြင့်အမျိုးမျိုးကိုစုဆောင်းပြီးနဲ့ model တွေကိုလေ့ကျင့်ဖို့အသုံးပြုတဲ့လုပ်ငန်းစဉ်မှာဘာကြောင့်လဲအဓိကအကြောင်းနှစ်ချက်ရှိတဲ့တစ်ခုကအရွယ်စားကြီးမှုတစ်ခုကမတူကွဲပြားမှုဘီလီယံချီတဲ့လူတွေကဘီလီယံချီတဲ့အမြင်အာရုံတွေပေးဆောင်နေကြတယ်အပြုအမူအနုမြူမျိုးမျိုးနဲ့ပြည့်နှက်နေတယ်လူမှုမီဒီယာဆိုတာရှုပ်ထွေးပြီးစိတ်ခံစားမှုတွေနဲ့အနုမြူအနားလေးတွေပါဝင်တယ်ဒါကလူကျူမှုတွေကိုတကယ်ဘဝထဲမှာဘလို့ရှိလဲဆိုတာထမ်းယူပြသနိုင်တယ်ဒါကြောင့် data သိပ္ပံပညာရှင်တွေအတွက်အိမ်မက်ကောင်းတစ်ခုတချို့အခါသဘောတရားပညာရှင်တွေအတွက်အိမ်မက်ဆိုးတစ်ခုလည်းဖြစ်နိုင်တယ်ဒီ data တွေကို model မျိုးမျိုးမှာအသုံးပြုကြတယ်ဥပမာအကြံပြုစနစ်စကားပြောဖို့ဘာသာစကား model အလိုလျောက်အကြောင်းအရာစစ်ဆေးကိရိယာစသဖြင့်နာမည်ကြီးဥပမာတစ်ခုက2019ခုနှစ်မှာ Vanda နဲ့သူ့အဖွဲ့သားတွေကမိဘအဖွဲ့ဝင် site တွေကနေ post နဲ့တန်နီးပါအသုံးပြုပြီးကာကွယ်ဆေးဆိုင်ရာဆွေးနွေးမှုတွေလေ့လာခဲ့ဒါပါဥပပါတဲ့လိပ်ပြဆုပ်ပြီးညအလဲပိုင်းမှာဖုံးလိမ့်လိမ့်ဖက်နေကြတဲ့မိဘတွေရဲ့ post နဲ့တန်နီးပါကmodel တစ်ခုရဲ့ကာကွယ်ဆေးဆုပ်ပြမှုနားလည်မှုကိုပုံဖော်ပေးခဲ့ပါတယ်အဲ့ဒါကအံ့ဩဖွယ်ကောင်းပေမဲ့အခုကနေစပြီးတော့အရာတွေရှုပ်ထွေးလာပါပြီဘဲကအမှန်နဲ့အတူတနာမှုနဲ့ရက်ဆက်မှုကိုခွဲခြားတတ်တာမဟုတ်ပါဘူးဘဲကသူ့မြင်ရတာကိုပဲတင်ယူတယ်သူမြင်ရတာကတော့ကျွန်တော်တို့ပဲဖြစ်တယ်အေကိုလူမှုမီဒီယာအကြောင်းအရာတွေနဲ့တင်ကြားတဲ့အခါတထာနဲ့စကားဖွဲ့ပုံတင်မကပဲကျွန်တော်တို့ယုံကြည်တာကြောက်ရွံ့တာမုန်းတီးတာနောက်ဆုံးအကြိမ်အများဆုံးပြောနေကြတာတွေကိုပါတင်ယူသွားတယ်